ဒီနေ့မှာတော့ဈေးသက်သာပြီးအမတ်ကဆက်ရပေးထားတဲ့ Microsoft Surface လေးတွေကိုပြပေးပါမယ် CPU မြင့်ပြီးဈေးနှုန်းကို50%ထက် short ပေးထားတာမို့အဲ့ဒါလေးတွေတော့ရှိပါမယ်တလုံးချင်းစီရဲ့ဈေးနှုန်း specification နဲ့အဲ့ဒါလေးတွေကိုအသေးစိတ်တူတူကြည့်လိုက်ရအောင်ပါပထမအဦးဆုံး Microsoft Surface Pro 6ကိုမှ i7 8Gen လေးနဲ့မိတ်ဆက်ပေးပါမယ် CPU i7 8Gen RAM 8GB SSD 256GB နဲ့ Shadow Graphic 4K ပါပါတယ်။ကင်မရာရှေ့နောက်ပါဝင်ပြီးတော့ရှေ့ကင်မရာက5 megapixel နဲ့နောက်ကင်မရာက8 megapixel 1080p Full HD ပါဝင်တဲ့အတွက်ကြောင့်မလို့ Zoom ကလပ်တက်တာ online learning ပြုလုပ်တဲ့အခါတွေမှာအဆင်ပြေစေပါတယ်။သူ့ရဲ့အဲ့ဒါလေးအနေနဲ့ဆိုရင်တော့ screen touch မြင်ရတာလေးရဲ့အသုံးချို့တက်ပြီးသုံးရတာလေးရဲ့ပါ။ Boy, 넌 뭔데 머릿속이 복잡해 내가 고장나버린 듯 내ပေါ်ရင်းနေနဲ့ဆိုရင်တော့ display port USB port adapter port audio port တို့အပြင်ကိုမှ SD card ပေါ်လေးပါသေးတယ်။နောက်တစ်လုံးကတော့ Microsoft Surface Pro 6ကိုမှ i5 8Gen လေးနဲ့လက်တော်လေးပါ။ CPU i5 8Gen RAM 8GB SSD 128GB နဲ့ Shadow Graphic 4K ပါဝင်ပါတယ်။ကင်မရာရှေ့နောက်ပါဝင်ပြီးတော့ရှေ့ကင်မရာက5 megapixel နဲ့နောက်ကင်မရာက8 megapixel 1080p Full HD ပါဝင်တဲ့အတွက်ကြောင့်မလို့ Zoom ကလပ်တက်တာ online learning ပြုလုပ်တဲ့အခါတွေမှာအဆင်ပြေစေပါတယ်။ I'm touching on the history ပေါ်ရင်းနေနဲ့ဆိုရင်လည်းပဲ adapter port USB port display port audio port တို့အပြင်ကိုမှSD card ပေါ်လေးပါသေးတယ် Microsoft Surface Pro 6 i5 8Gen လေးကတော့တက်ရပါတယ်သူ့ရဲ့အဲ့ဒါလေးကတော့အသုံးကျတက်ပြီးသုံးရတာလေးပါဒီဈေးတဲ့နဲ့ကိုမှ original adapter original keyboard နဲ့မှရမှာဖြစ်ပြီးတော့ stock အရေးအတွက်အနေနဲ့လည်းမများပဲ specification တစ်ခုကိုတစ်လုံးစီပဲရှိတာမလို့စိတ်ဝင်စားတယ်ဆိုရင်ဝယ်တဲ့ ID CN Service ကိုအခုပဲလာရောက်ဖို့ဖိတ်ခေါ်ပါတယ်